လွန်ခဲ့တဲ့9နှစ်ကလူတက်ပြီးတေရန်စာသူ့နဲ့တထိပ်ဖြစ်လာတဲ့လူတွေဒီနေ့တော့သူတို့ရဲ့ကညမစုကတကားလာခောက်ပါပြီအခုဒီမိသားစုကတော့သူတို့ရဲ့တစ္ဆာဖောက်မှုတွေသွေးနဲ့ပြန်ပေးဆက်ရတော့မှာပါနေအိမ်ကိုလာရောက်ချိတ်ပိတဲ့အခါမှာမိသားစုတစ်ခုလုံးကဘာပြတ်သွားပါတယ်မိသားစုတစုရဲ့အိမ်နဲ့ပိုင်ဆိုင်မှုအားလုံးကိုတရားရုံးကလာရောက်ချိတ်ပိတဲ့ချိန်မှာအိမ်သားတွေအားလုံးကသွေးပြတ်နေကြပါပြီဒါပေမဲ့ဒါတွေအားလုံးရဲ့နောက်ွယ်မှာခိုင်ရဆိုတဲ့လှုပ်ဝက်ဆန်းကျတဲ့မျိုးသမီးတစ်ယောက်ရှိနေပါတယ်သူမကဘသူမို့လို့ဒီမိသားစုကိုဘွားပြက်အောင်လုပ်နေရတာလေအမှန်တော့သူမကလွန်ခဲ့တဲ့9နှစ်ကတက်ခံရရတယ်ဆိုတော့အားလုံးထင်ထားတဲ့ကုမ္ပဏီပန်ရှင်ရဲ့သမီးပတ်ကျင်ကျူဖြစ်နေပါတယ်မိမိတို့ရဲ့အပြစ်တွေကိုဖုံးကွယ်ဖို့အတွက်ကျေးဇူးရှင်ကိုတစ္ဆာဖောက်တေရန်စာအတူလုပ်ပြီးမတရားဆွဆွဲခဲ့ကြတဲ့တရားခံတွေကိုမင်းသမီးကငရဲဒုက္ခပြန်ပေးဖို့တမင်တမန်လို့ပြန်ရှင်လာခဲ့တာပါတစ္ဆာဖောက်ဖေကအားလုံးကိုဥခရဘက်ကပဲခိုင်းတာပါလို့စင်ကြေပေးနေပေမဲ့အပြစ်ကတော့ပြောင်းသွားပါဘူးသူတို့တွေတက်တောင့်တက်တာနဲ့စီးစိမ်ခံစားနေချိန်မှာအသက်ခံခဲ့ရတဲ့တားဖားကတော့ညာရငရဲကြတယ်လို့ခံစားခဲ့ရတာပါခုတော့အားလုံးကကလိုင်းအားလို့သိထားတဲ့မျိုးသမီးကသူမရဲ့တကယ်မျက်နှာဖုံးကိုခွာချလိုက်ပါတယ်သူမကတော့တေယာကပြန်ရှင်လာတဲ့ပကျင်ကျူပဲဖြစ်ပါတယ်ကျင်ကျူကတစ္ဆာဖောက်တွေရဲ့ပိုင်ဆိုင်မှုတွေမကပဲသူတို့ရဲ့စိတ်ဝိညာဉ်မှာပျက်စီးသွားအောင်ညာတိုင်းနာကျင်မှုတွေနဲ့ဗဟေနိဖြစ်အောင်ကလဲစားချေလိုက်ပါတယ်ကလဲစားချေမှုပြီးဆုံးသွားတဲ့အခါမှာဂျင်ကျူးရဲ့ရင်ထဲမှာပျော်ရွှင်မှုအစားဝမ်းနည်းမှုတွေနဲ့ပြည့်နေသွားပြီးအဖေကိုလမ်းဆုပ်ကအောင်ဟုတ်ပါတော့တယ်ဒါပေမဲ့ဒီဇလန်ရဲ့တကယ်ကြောက်စရာကောင်းဆုံး trick ကမင်းသမီးရဲ့ရန်သူတွေဟာအချင်းချင်းသစ္စာဖောက်ပြီးတမိဖြစ်သူကပါပူပေါင်းပြီးလူသက်မှုမှာပါဝင်ခဲ့တာပါကလဲစားချေခြင်းရဲ့ဆုံးသက်မှာဘသူမှမနိုင်မဲ့အားလုံးဟာငရဲကန်းကိုအတူတူဆင်းသွားကြရတဲ့အထိကညမာကကျိန်စာတိုက်လိုက်ပါတော့တယ်